တနေ့မှာတော့ဈေးကူးပေါက်တာနဲ့ရီစားဖြစ်သူရဲ့အလုပ်ခွင်ကိုကျမအလဲသွားခဲ့တယ်။ဒါပေမဲ့သူကကျမကိုကစားယုံသက်သက်ပါလို့တခြားသူကိုဖြောနေတာကိုမတော်တဆကြားလိုက်ရတယ်ဗျာ။အဲ့ဒီချိန်မှာကျမတော်သားတကြီးပြေးမဝင်သွားခဲ့ဘူး။အဲ့ဒီစကားကိုပဲတိတ်တဆိတ်မှတ်ထားလိုက်ပြီးသူကျမကိုလက်ထပ်ခွင့်တောင်းမဲ့နေ့အထိစောင့်နေခဲ့တယ်။သူလက်ထပ်ခွင့်တောင်းတဲ့နေ့မှာတော့သူကန်းဖက်လက်စွပ်ကိုအေးအေးဆေးဆေးလေးယူလိုက်ပြီးမှကျမကလည်းရှင်းကိုကစားနေခဲ့တာပဲလို့ပြန်ပြောပြီးသူ့ကိုလူပုံအလဲမှာအဆက်ခွဲခဲ့ပါတယ်။အဲ့ဒီနေ့ကစားပြီးကျမရဲ့ခံစားချက်တွေကိုမြုံနှံလိုက်ပြီးလေချောင်းလိုက်အပေါ်ထားရှိတဲ့ဝါသနာနောက်ကိုပဲလိုက်ခဲ့တော့တယ်။ငါးနှစ်တာအကုန်ဆုံးသွားတဲ့အခါကျမဟာကျွမ်းကျင်တဲ့လေရင်မှုတယောက်ထလာခဲ့ပြီးမဲ့တယောက်တည်းပဲနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာကအစီရင်တစ်ခုရှိနေခဲ့ပုံရတယ်။ဒီနေ့မှာလေရင်ပြန်တန်းနေတော့လေရင်မှုကြီးကနှလုံးအောင်လာတာကြောင့်အရေးပေါ်ဆင်တတ်ဖို့ထလာခဲ့တယ်။ကျမလေချောင်းထိန်ထိန်အေးမြော်စင်ကိုဆက်သွယ်လိုက်တဲ့အခါအရင်ရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။သူ့ရဲ့စကားသံတွေကကျမရဲ့စိုးရင်စိတ်တွေကိုငြိမ်သက်သွားစေခဲ့ပြီးကျမတို့နှစ်ဦးရဲ့အပေးယူများသားတဲ့လက်သွဲမှုကြောင့်လေရင်ကိုဘေးကင်းစွာဆင်သက်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒါကိုတိုက်ဆိုင်မှုတစ်ခုလိုပဲသဘောထားခဲ့ပြီးမြဲသူကတော့မအောင်နိုင်တော့ဘူးထင်တယ်။နောက်ကနေ့ကုမ္ပဏီနဲ့စားပွဲမှာသူကကျမဘေးမှာထိုင်ဖို့အကြောင်းပြတစ်ခုရှာခဲ့တယ်။ကျမရှောင်းထွက်ဖို့ကြိုးစားခဲ့ပြီးမြဲအဲ့ဒီချိန်မှာပဲကျမတတိယလိုက်တာကဒီအချစ်ကိုဖျက်ဆီးခဲ့တာကျမမှမဟုတ်တာဆိုတဲ့အတီးပဲ။ဒါကြောင့်ကျမယုံကြည်မှုအဖြစ်နဲ့ပြန်ထိုင်လိုက်တယ်။အဲ့ဒီချိန်မှာမိန်းကလေးတစ်ယောက်ကသူ့ဖုန်းနံပါတ်လာတောင်းနေဗျာ။သူကလက်ထက်လက်စုပ်ဝတ်ထားတဲ့သူ့လက်ကိုမြောက်ပြီးယဉ်ကျေးစွာညှင်းဆို့ခဲ့တယ်။ကျမရင်ထဲဟာခနဲ့ဖြီသွားပြီးသူနောက်တစ်ယောက်နဲ့ဆိတ်ဆက်လိုက်ပြီးလို့ထင်ခဲ့တာပေါ့။ဒါပေမဲ့ကျမမသိခဲ့တာကအဲ့ဒီလက်စုပ်ဟာလွန်ခဲ့တဲ့9နှစ်ကသူကျမကိုပေးဖို့ဝယ်ထားခဲ့တဲ့လက်စုပ်ပဲဆိုတာပါပဲ။သူကကျမရဲ့အတုံ့ပြန်မှုကိုကြည့်ချင်ခဲ့တာဖြစ်ပြီးမြဲကျမကဘာမှမဖြစ်သလိုနေပြလိုက်တော့သူဝမ်းနေစွာနဲ့ထွက်သွားခဲ့တယ်။အခုသူကျမနဲ့ပြန်ဆုံတဲ့အခါကျမကိုလွှတ်မပေးဖို့ဆုံးဖြတ်ထားပုံရတယ်။ကျမကအတိတ်ကိုမေးဖြစ်ဖို့ကြိုးစားရင်အမေစီစဉ်ပေးတဲ့ flight ကိုသွားဖို့သဘောတူလိုက်တယ်။ဒါပေမဲ့ကန်ကျမကပိုးရဲစရာကောက်နေခဲ့လာကကျမတွေ့ရမယ့်သူဟာသူ့ရဲ့ဝမ်းခွဲညီထင်နေတာပါပဲ။ကျမစားပွဲမှာထိုက်လိုက်တော့မှပဲသူ့ရေစားဟောင်းကဖုံးပြန်ယူဖို့ရောက်လာခဲ့တယ်။အဲ့ဒီချိန်မှာပဲကျမတို့နှစ်ဦးရဲ့ဇလန်းဟာကန်ကျမရဲ့အလံကြောင်ပေါ်ကိုပြန်ရောက်သွားတယ်လို့ခန်းစားလိုက်ရပါတော့တယ်။